လှုပ်ပြန်ပြီလှုပ်ပြန်ပြီဝင်နေသွားပြီတက်ကြွလေဘယ်သူမှမပြီးပါသေးနဲ့ကွာမပြေးနဲ့အောင်လွန်ခဲ့တဲ့တစ်နှစ်2025ခုနှစ်မတ်လ28ရက်နေ့မှာစကိုင်းဒေသကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8ရှိတဲ့ငလျင်ကြီးဟာမြေပြင်ကိုယ်တွင်သာမကပဲပြည်သူတွေရဲ့ဘဝတွေကိုပါအပိုင်းပိုင်းအဆအအကွဲစေခဲ့ပါတယ်ကျမတို့လွန်ခဲ့တဲ့တစ်နှစ်ကလှုပ်ခတ်ခဲ့တဲ့မြေငလျင်ချောင်းပေါ့နော်။အိုးအိမ်လေးပျက်စီးခဲ့တယ်။အိုးအိမ်ပျက်စီးပြီးတော့အရှင်နေတော်တော်လေးဆိုးဝါးခဲ့တယ်ပေါ့နော်။အဲ့ဒီအချိန်မှာအလှူရှင်တွေကနေပြီးတော့ကျမတို့ဖက်ကိုလာရောက်ကူညီပြီးတော့ဆောင်ရွက်ပေးခဲ့တာတွေရှိတယ်။ဒါပေမဲ့ဒီနေ့ဒီအချိန်မှာတော့ကျမတို့နေအိမ်အတွက်တော့အဆင်ပြေခဲ့ပြီမဲ့ပေါ့နော်။စာဝန်နေကြီးအပိန်ကြတော့ကျမတို့အတွက်အခက်အခဲရှိနေမြဲပေါ့နော်အဲ့ငလင်တန်းကြောင့်ကျမတို့ဒီနေ့ဒီအရှိနေရပေါ့နော်ပြန်လေထူထောင်ဖို့အတွက်ဒီနှံနေမစိတ်ပြိုးနိုင်ဘူးနေအိမ်တွေပြုပြင်ပြီးတော့ညလဲပေါ့နော်ဒီလုံချုံတယ်လို့ကျမတို့အတွက်ခံစားရဘူးပေါ့ဘာလို့လဲဆိုကျမတို့မှာပြည့်စုံတယ်ဆိုတာမရှိခဲ့ဘူးလေနော်အဲ့ငလင်ထပ်ပြီးတော့လှုပ်ခတ်အောင်မလားဆိုရယ်စိုးရင်စိတ်တွေနဲ့ပေါ့ကျမတို့တော်တော်လေးစိတ်ပိန်ချိန်ရမှာတော်တော်လေးထိခိုက်ခံစားနေရသေးရပေါ့ပြီးလို့ရှိရင်ကျမတို့ပြန်လေတူတောင်ဖို့ဆိုပြီးတော့တီးနှံလေးစိတ်ပြိုးမယ်ဆိုလို့ရှိရင်လေကျမတို့မှာရင်းနှီးငွေတွေရင်းနှီးမတင်ငွေတွေမရှိဘူးပေါ့မရှိတဲ့အတွက်ကျမတို့ရှင်ဒီအခက်ခဲနေရင်စိတ်နေရသေးပါတယ်ဟာအင်ဂျင်မဲ့ဖြစ်သွားတဲ့ပြည်သူတွေဟာအကူအညီတွေကိုမျှော်လင့်ခဲ့ကြပါတယ်ဒါပေမဲ့အချမ်းဖတ်ဆဲအုပ်စုဟာလူသားချင်းစာနာမှုအကူအညီတွေကိုလက်နက်တစ်ခုလိုပဲအသုံးချခဲ့ကြပါတယ်2025ခုနှစ်မတ်လကနေ2026ခုနှစ်မတ်လအတွင်းငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုတားဆီးခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း18ခုကိုကျူးလွန်ခဲ့တယ်လို့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအသေးစိတ်မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်အဲ့ညီငယ်လေးလှုပ်ခတ်ပြီးတဲ့အချိန်ပေါ့နော်ကျမတို့အိမ်ပြပြတ်သွားခဲ့တယ်ပေါ့အဲ့အချိန်ဖြစ်ပြီးသွားတဲ့အချိန်မှာပေါ့ကျမတို့အကူအညီတွေရလာဖို့မျှော်လင့်တယ်ပေါ့နော်အဲ့တကယ်အကူအညီတွေမျှော်လင့်နေပြီမဲ့ပေါ့နော်ရှစ်ရှင်တော့ကျမတို့စီကိုမရောက်လာခဲ့ဘူးပေါ့ဟိုအတားစီအနေနဲ့ကြတော့ဒီအစာအတောင်းနဲ့စီဝါတွေပေါ့နော်ကျမတို့စီကိုဟိုအမြန်ဆုံးမရောက်လာနိုင်ခဲ့ဘူးပေါ့နော်အဲ့အခက်ခဲကဘာလို့လဲဆိုတော့လမ်းပတ်ဆက်တွေရေးအခက်ခဲဒီကြောင်းလို့ကျောင်းစီကိုအမြန်ဆုံးမရောက်လာနိုင်တာပေါ့နော်တဘာဝဘေးဒဏ်ကြောင့်ရခဲ့တဲ့ဒဏ်ရာတွေကိုခံစားနေရတဲ့အချိန်အတွင်းမှာတမကစိတ်ဒဏ်ရာတွေကိုပါပြန်လည်ကုစားနေတဲ့အချိန်ဖြစ်တဲ့ဒီတစ်နှစ်အတွင်းထဲမှာပဲကိုပဲအချမ်းဖတ်ဆဲအုပ်စုဟာလေကြောင်းတိုက်ခိုက်မှုတွေနဲ့အမြင်ဘေးဒဏ်ပြည်သူတွေကိုထပ်မံနှိပ်စက်ခဲ့ပြီးပါတယ်2025ခုနှစ်ဧပြီလကနေ2026ခုနှစ်မတ်လအထိနှစ်တာကာလအတွင်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ2986ကြိမ်ထိကျူးလွန်နေပြီးဒီကျူးလွန်မှုတွေကြောင့်ဒေဆုံးသူ1444ဦးထိ
ရှိခဲ့ပါတယ်။ အဲ့တဘာဝဘေးတန်နဲ့ပျက်စီးသွားတဲ့ဆုံးရှုံးမှုတွေကြားထဲပေါ့နော်ကျမတို့ဒီတန်ရာတွေကမကြက်သေးဘူးပေါ့အနာတွေမကြက်သေးခင်မှာပဲကျမတို့ဒီစပေးနဲ့လက်နဲ့ကြီးတန်ဒီကြားမှာနေထိုင်နေရတဲ့ဆုံးမှုမရှိဘူးပေါ့နော်ကျမတို့ဘက်မှာအဲ့လက်နဲ့ကြီးတန်တွေကတက်ရိုက်ကြားတာမျိုးမရှိပေမဲ့ပေါ့နော်ဘေးပတ်ဝန်းကျင်ရွာတွေရဲ့ဒီအတန်လေးတွေကိုကြားလို့ရှိရင်ကျမတို့စိတ်မတက်တာဘူးပေါ့စိတ်လုံခြုံမှုမရှိဘူးစိတ်လုံခြုံမှုမရှိတဲ့အတွက်ကျမတို့အရန်စိုးရိမ်နေရတာပေါ့နော်အဲ့ခက်ခက်လေးကျမတို့မှရှိတယ် ဒါဒီနေ့တနာရီလောက်ကလက်ကျဲသွားတဲ့စာသင်ကျောင်းပေါ့နော်ကျွန်တော်မင်းလက်ပံစာသင်ကျောင်းဟိုမှာကြည့်ပေါက်တွေကြည့်ရတယ်အစမှန်တာလေပေါက်တွေရမ်းနဲ့တော့မပြောက်ဘူးနော်ဟုတ်တယ်ရမ်းနဲ့တော့မပြောက်ဘူးဒီတောင်းတာလေဒီတစ်နှစ်တာဟာပြည်သူအလုံးအတွက်ဆုံးရှုံးမှုတွေနဲ့ပဲပုံမပြည့်နှက်နေခဲ့ပါတယ်။အကြမ်းဖက်စစ်အုပ်စုရဲ့ရက်စက်မှုတွေအပြင်တဘာဝဘေးဒဏ်ရဲ့ရိုက်ခတ်မှုကိုပါအလူးလဲခံစားခဲ့ကြရပါတယ်။ ဒီငလင်ဖြစ်ပြီးတစ်နှစ်တာအတွင်းမှာပေါ့နော်ကိုအတွက်အရေးကြီးတဲ့အရာတွေပေါ့ဆုံးရှုံးခဲ့တယ်ပေါ့ဥပမာကျမတို့အချိန်တွေအများကြီးကုန်ခဲ့တယ်စီးပွားရေးအတွက်ကျမတို့ယင်းနှိမ့်မြုံနှံလိုက်တယ်ယင်းနှိမ့်မြုံနှံတဲ့အချိန်မှာအဲ့စီးပွားရေးကဘာမှဖြစ်မလာဘူးကျမတို့အတွက်စိတ်ပိန်ဆိုင်ရလဲဆုံးရှုံးတယ်ရုပ်ပိန်ဆိုင်ရလဲဆုံးရှုံးတယ်အဲ့လိုမျိုးဆုံးရှုံးမှုတွေအများကြီးဖြစ်တယ်ပြီးတော့အချိန်လဲကုန်တဲ့အတွက်ကျမတို့အချိန်တွေအများကြီးဆုံးရှုံးခဲ့ရတယ်ပေါ့အထူးသဖြင့်ပြောလို့ရှိရင်ကျမတို့ငွေကြေးအရင်နှိမ့်တွေအများကြီးဆုံးရှုံးခဲ့တယ်ပေါ့နော် ဒီလောက်နဲ့ဆိုင်တဲ့ဒုက္ခတွေကြားကနေသူတို့ဘလို့အသက်ဆက်နေကြပါသလဲဘလို့အားတင်းပြီးဖြတ်တန်းနေကြရသလဲဆိုတာရှင်တန်ကျင်ရတဲ့သူကအခုလိုပဲပြောပြထားပါတယ်အဲ့ဒီအခက်အခဲတွေကြားထဲကနေကျမတို့ဘလို့ဆက်ပြီးတော့ရှင်တန်ရမလဲဆိုတဲ့စိတ်နဲ့ပေါ့နော်အမြဲတမ်းတွေးနေခဲ့ရတဲ့အဲ့တွေးနေတဲ့အချိန်မှာကျမတို့နောက်နှစ်ကျရင်ကျမတို့အတွက်အဆင်ပြေပါမလားအဆင်ပြေလာပါမှာပါလေနော်ဆိုတဲ့စိတ်လေးနဲ့ကျမတို့အသက်ဆက်ရှင်နေရပါရဲ့ရှင့်လူလုံးတဲ့ကပ်ဘေးတွေကြားကအဆိုးရွားဆုံးတဘာဝဘေးဒဏ်ကိုပါခါးစည်းခံနေခဲ့ရတဲ့ပြည်သူတွေရဲ့ငိုရှိုက်တဲ့တွေကိုကဘာကကြားသိဖို့လိုအပ်နေပါပြီအခုထက်ပိုတဲ့လက်တွေ့ကျတဲ့ပိတ်ဆို့မှုတွေအရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်